လာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်က Disco 240 Mr. မှာပါတယ် Timber Point Bottle နဲ့ဘယ်လိုလုပ်လို့လဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့မီလုံးကို001ပေးထားတယ်ဆိုရင်အတစ် chase 1ပြီး1ကိုယူပြီးတော့ပထမ slide က Timber ဒုတိယ slide က red တတိယ slide က green စတုတ္ထ slide က blue ဆိုပြီးတော့အသုံးပြုလို့ရတာဖြစ်ပါတယ်ဒီ Timber Point Bottle နဲ့အသုံးပြုမယ်ဆိုရင်တော့မီလုံးကို D206 ပြောင်းပေးရမှာဖြစ်ပါတယ်မီလုံးကို D206 ဖြစ်အောင်ပြောင်းလိုက်ပါမယ်Enter ချက်နေလိုက်ပါ D206 D206 ဖြစ်သွားပြီဆိုရင်တော့ဒီကောင် D206 ဖြစ်ပါတယ်ဒီကောင် D207 208 09အစသဖြင့်အသုံးပြုလို့ရပါတယ်206ပေးလိုက်တော့ကြောင့်မို့ကျွန်တော်ဒီ cloud နှိပ်လိုက်မယ်ဒီကောင်ပထမဆုံး cloud ကမီလုံးရဲ့ပထမဆုံး slide ထင်ပါလိုမျိုးလုပ်လို့ရဖြစ်ပါတယ်ဒုတိယ cloud ကတော့မီလုံးရဲ့ဒုတိယ slide red ဖြစ်ပါတယ်အနီရောင်ပါတတိယ cloud ကတော့မီလုံးရဲ့တတိယ slide လိုမျိုးပဲ green အစိမ်းအောင်ဖြစ်ပါတယ်စတုတ္ထ cloud ကတော့မီလုံးရဲ့စတုတ္ထ slide အတိုင်းပဲ blue အပြည့်အောင်ဖြစ်ပါတယ်ကျွန်တော်တို့ D207 ပြောင်းထားလိုက်မယ်ဆိုရင်တော့ Enter ချက်နေလိုက်ပါ D207 ဖြစ်သွားပြီဆိုရင်တော့D207 ဖြစ်ပါတယ်ဒီကောင်ကပထမဆုံး slide တင်ပါဒီကောင်ကဒုတိယ slide နီအောင်ဒီကောင်ကတတိယ slide စိမ်းအောင်ဒီကောင်က stroke slide အပြာရောင်ဖြစ်ပါတယ်စသဖြင့်ဒီကောင်က D208 ပြောင်းလိုက်မယ်ဆိုရင်ဒီကောင်ကစပါမယ်ဒီကောင် D208 ပထမ slide ကပထမဆုံး cloud ကတော့တင်ပါဒုတိယ cloud ကတော့နီရောင်တတိယ cloud ကတော့စိမ်းရောင်ဒါကအပြာရောင်သူသဖြင့်ဒီလိုလုပ်ရတာဖြစ်ပါတယ်ဒီ cloud ကကျွန်တော်တို့ state ရဲ့ backlight တွေမှာဖြစ်ဖြစ် state ရဲ့ backlight တွေအသုံးပြုနေတာဖြစ်ဖြစ်ဒါမှမဟုတ် focal တွေကို key light profile light COV light တွေပေးချင်တာဖြစ်ဖြစ်ဒါမှမဟုတ် smoke တို့ hazer တို့အသုံးပြုချင်တာဖြစ်ဖြစ်ဒီ Timber Point Bottle အနေနဲ့တွဲပြီးအသုံးပြုမယ်ဆိုရင်တော့ဒီအပေါ်မှာအသုံးပြုတဲ့ပါလိုက်တွေဘင်းနေနဲ့မရောတော့ပဲတည်တံ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်ရရှိရင် comment မှာမေးခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်